Wanna make you happy and then she goes 나만 혼자 남겨뒀어 대화가 필요해 너 먼저 나에게 말해봐 너와 나의 이 관계가 달라졌음 해 We're out of time So tell me you want more ရှမ်းခေါက်ဆွဲဖက်ပြုတ်နေရပါဒါအတူတူနဲ့စားတယ်ဒါတော့ဝက်ယူပြုတ်ရပါဒါတော့ပွဲပြည့်နေပါတယ်ပြင်ဒါတော့ရေဘဲတောင်နှမ်းတောင်ဆက်တယ်ဖြူထောင်ဒါတော့တွဲဖက်စားသုံးမှုအတွက်မြုပ်တီဒါမုံရေးချင် breakfast အတွက်ပါပမာရည်ဘာမှမထူးဘူးဆိုပဲဆိုပါတယ်ပုံမလားမသိဒီမှာပြောတာတော့ရေလာဝမယ်တဲ့ရေနည်းနေလို့လားဒီမှာလေငါနောက်ထပ်နည်းနည်းသွားလာအောင်ပါဟာနေတော့အလုံးမရှိနေဘူးလားရပြန်လာတော့ငယ်မနေသင်ချက်နေဒီနေ့ညနေပါတော့ဇွန်ဟင်းပါဇွန်ဟင်းနဲ့ရန်ကုန်ကယူလာတဲ့ဇွန်ဟင်းဒီကနေ့တွေနဲ့ဘလော့ရရနောက်ပါနေဇွန်ဟင်းရင်မြည်ကြည့်ပါမယ်သမီးရုံလားရှိရဲ့ဦးထဲမှာရှိသေးတယ်ဘုံနေ အားလုံးပဲမင်္ဂလာပါ။ဟုတ်ပါတော့ညစာလေးစားမှဖြစ်ပါတယ်။ဆိုရင်လည်းစားမှာပါ။ဟုတ်တော့ခါတီးလေးပါ။အဲ့ဒါမမီးရ
9မိနစ်ချက်ပြုတ်တော့ဒါကြောင့်ပြန်လာတာမနာတိုင်းမှာချက်ဒီမှာနေကြီးတုတ်နေပြန်ပြီဆန်းနေချက်ပါလို့ငါဆိုင်စားကြည့်ဒီမှာတော့နေကြီးတုတ်မဆောက်နိုင်လို့ဒီမင်းစားနေဖခင်မှာပါကောင်းမွန်တော့လား ကောင်းလို့ မဟုတ်ဘူးလို့စိတ်လို့လား အလုံးဝကြည့်ပြီးတော့ဂျပန်ကျက်ဥဖြစ် Smiley, smiley, little boy, jumping puppy, puppy word. Well, like a fairy tale comes true. It might be your good time, pumpkin sweet cake, cookie friends. Well, this is my place for you. Still I remember and still your December 'cause I found Mr. Wonderful ပလက်တီနမ်မောသွားမလို့ပါဘလို့ရိုက်မယ်လို့ ကတော့ အဲ့ဒါပါအိတ်နေပါပြီ အဲ့လိုပဲရိုက်ထားလိုက်နောက် ဘာမို့အိတ်ရအိတ် Smiley, smiley, little boy, jumping puppy, puppy word. Well, like a fairy tale comes true. It might be your good time, pumpkin sweet cake, cookie friends. Well, this is my place for you. ဒါတမရ လေချောင်းမှပြထိတ်ပြောင်းနေอืม ဒီလိုဝဲ့ဟဲ့ ပစ္စည်းကနေပြန်လာပြီးတော့ပစ္စည်းပတ်ပြီးပြန်လာကြတာပါ ဒါကြတော့လက်ဆောင်လေးပါလေးပေးမယ်ကိုတို့ကလေးတော့မအဲ့လိုဆောင်းတော့ ရှမီမာဘာလုပ်လဲရှမီမာ မမသေးတို့ညီမတွေ ဒီနေ့ဝတ်သားတုတ်စားမှာဟုတ်တယ်ရှမီမာဘာလုပ်လဲ ရှမီမရေချိုးနေဘာတီဗီရရေ တီဗီ ချိုးอ่ะ ရေချိုးတာပါဒါကတော့ဝတ်သားတုတ်ပါ ကဲဆိုတော့ဒီဝါနာမတူချိုးပါရ ဟဲငါတို့ချစ်ချစ်စားပါမယ် ဒီနေ့တွင်နည်းနည်း ဘာထည့်ရလဲစား ခွာစားထမှာဖြစ်ပါတယ်ပဲမုတ်ရှိ ဟုတ်ဘယ်မှာလဲကောင်းပါ့ ကောင်းတယ်ဒါပေမဲ့ဒီလိုလေးရတယ် ဘယ်မှာစားရင်ရှိရတော့ဘယ်မှာ ထဲမှာနဲ့ အမလာဘူး လိုက်လေး၆တန်းတော့ဟိုကြနော် မရောက်သေးပါဟိုငါလိုက်တွေ့တော့မိုင်းလိုက်တာအဲ့တော့နိုင်မှာကျအစ်စ်ဖွင့်တာဝါနော်ငါတို့လာလဲနေနေခွေးစားအဲ့တော့အလားမဲနိုးဝေးကိုခေါ်လာတာပါတယ်ဟိုတယ်ပါမစ္စတာဟိုတယ်ပါ လီကားတယ်ပါ တုံနေပါအားကောင်းတယ်ဒီလေးတစ်ပြည့်ပြည့်ပဲ
ဘူးလားဒီဘက်မှာထိုင် အဲရရမှာမဟုတ်ဘူး ပြောစရာကြီး ဘာလို့